ကြောက်တဲ့ကရေထွက်စေတဲ့ဖျားကြောက်ခဲလေးတစ်လုံးနဲ့လူတန်ကြီးအားပြိုလဲသွားစေတာတဘာဝမချခဲ့တော့ညာတဘာဝရဲ့ထက်နိုင်ရှိတာထာဝရဖျားရေစစ်စစ်ကိုစပြေးရေဖြစ်ပြောင်းထောင်ပေါင်းများစွာသောလူကိုကြွေးသောမုံငါလုံးငါနှကောင်တဘာဝမချလွန်ပေမဲ့ထာဝရဘုရားကအမြဲတတ်နိုင်ပါတယ်အခြေအနေတိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေသိညာနဲ့တွက်ချက်မရပေမဲ့တဘာဝရဲ့ချက်မှာထာဝရဘုရားရှိတာယုံကြည်စိတ်ချတယ်တဘာဝတရားမှာဖောက်ချရရာဝိညာဉ်နဲ့ပဲချဲမှာရှင်းရှင်းလေးမြင်ပါနာကနေရကြွေတဲ့ကြုံနေတဲ့မူရလဲရေစစ်စစ်ကိုစပြေးရေဖြစ်ပြောင်းထောင်ပေါင်းများစွာသောလူကိုချွေးသောမုံငါလုံးငါနှကောင်တဘာဝမချလွန်ပေမဲ့ထာဝရဘုရားကအမြဲတတ်နိုင်ပါတယ်အခြေအနေတိုင်းကိုပြောင်းလဲပေးနိုင်တယ်လူတွေသိညာနဲ့တွက်ချက်မရပေမဲ့တဘာဝရဲ့ချက်မှာထာဝရဘုရားရှိတာယုံကြည်စိတ်ချ